Amber Guzman ကိုတို့သမီးကြီးသားနှစ်ယောက်ဟာနယူးယောက်မြို့မှာနေရတာကြိုက်သလိုစိုက်ပျိုးရေးလုပ်ရတာကိုလည်းကြိုက်ကြပါတယ်။ Rooftop farming လို့ခေါ်တဲ့အမိုးပေါ်မှာစိုက်ပျိုးရေးလုပ်တဲ့ပုံစံကြောင့်သူတို့နှစ်ယောက်စလုံးဟာမြို့ပေါ်မှာနေပြီးတော့စိုက်ပျိုးရေးကိုပါတွဲလုပ်လာနိုင်ကြပါတယ်။ရေရှည်စိတ်ဝင်စားနဲ့စပြီးတော့လှုပ်လာခဲ့ကြတာဟာအခုဆိုရင်ခရမ်းကျင်သီးသခွားသီးမုံလာဥနီနဲ့တခြားဟင်းရက်တွေနဲ့ဝေစားလာတဲ့တိုက်ခေါင်မိုးပေါ်ကအိုအေစစ်လေးတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာမိုးရေဘယ်လိုရအောင်လုပ်တာကအစစိုက်ပျိုးရေးအတွက်လိုအပ်တာတွေကိုလေ့လာခဲ့ကြပါတယ်။ဒီနေ့မှာကျွန်တော်တို့စိုက်ပျိုးရေးလုပ်ဖို့မြေတကွက်ဝင်မယ်လို့ပြောနေမဲ့အစားအခုပဲစပြီးစိုက်တာပြူတာတွေလုပ်မယ်အခုပဲစပြီးလေ့လာကြမယ်ဆိုပြီးလုပ်ခဲ့ကြပြီးတော့ကျွမ်းကျင်လာကြတာပါ။မှားတွေလုပ်ပြီးမအောင်မြင်ရင်လဲဈေးဆိုင်တွေကတော့ရှိနေတာပဲလေ။ကမ္ဘာပေါ်မှာလူတွေအများများတာကြောင့်ကျမတို့အနေနဲ့ဧက100လောက်ပိုင်ဖို့တော့မဖြစ်နိုင်ပါဘူး။မြို့ကြီးပြကြီးတွေအနေနဲ့စိမ့်လန်းလာအောင်ပြီးတော့သူတို့ဟာသူတို့အစားအသောက်တော်တော်များများကိုရေရှည်ထုတ်လုပ်နိုင်မဲ့နည်းလမ်းတွေရှိတယ်လို့ကျမထင်ပါတယ်။ Roberta Pizzeria ဆိုတဲ့စားသောက်ဆိုင်ဟာလည်းယထာကုန်တင်တွဲနှစ်ခုကိုဝယ်ပြီးတော့အဲ့ဒီပေါ်မှာအသီးရွက်တွေကိုစိုက်ပြိုးဥယျာဉ်လေးတစ်ခုဖြစ်အောင်ဖန်တီးခဲ့ပါတယ်။အဲ့ဒီနေရာလေးမှာပဲထိုင်စရာနေရာလေးတွေလုပ်ပေးပြီးတော့လူတွေစိတ်ဝင်စားမှုရှိလာအောင်လုပ်ခဲ့တယ်လို့စိုက်ခင်းမန်နေဂျာ Gwen Shantz ကပြောပါတယ်မန်နူထဲမှာကျမထည့်ထားပါတယ်။ဒီဟင်းသီးဟင်းရွက်တွေနဲ့ပင်စိမ်းရွက်တွေဟာကျမတို့ဆိုင်ပြင်ပမှာစိုက်ထားတဲ့ဟာတွေလို့ပြောတော့လူတွေကအယမ်းကိုသဘောကျကြတယ်လေ။စားသောက်ဆိုင်ကိုလုံလုံလောက်ပေးနိုင်ဖို့အတွက်သူတို့ဟာပိုပြီးကြီးတဲ့ခေါင်မိုးမြေကွက်ကိုရှာနေတယ်လို့လည်း Chance ကပြောပါတယ်။ Bright Farm System လို့ခေါ်တဲ့ကုမ္ပဏီကဒီလိုစိုက်ပျိုးတာတွေကိုကူညီထောက်ပံ့နေပြီးကျောင်းတွေပရဟိတအဖွဲ့အစည်းတွေနဲ့ corporation တွေကိုအမိုးပေါ်မှာစိုက်ပျိုးနိုင်အောင်ကူညီထောက်ပံ့နေပါတယ်။အမိုးတွေပေါ်မှာစိုက်ခင်းတွေလှုပ်လာနိုင်တာနဲ့ဟင်းသီးဟင်းရွက်တွေဟာလည်းတရလာနိုင်ပါတယ်။အခုချိန်မှာဟင်းသီးဟင်းရွက်နဲ့သီးအတော်များများဟာမိုင်မောင်းထောင်ချီဝေးတဲ့နေရာတွေကလာကြတာပါthat transportation distance အဝေးကြီးကနေတည်လာရတာကပြဿနာပါဒါဟာသဘာဝပတ်ဝန်းကျင်အတွက်ရောစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက်ရောစားသုံးသူတွေအတွက်ပါပြဿနာပါဘာကြောင့်လဲဆိုတော့အသီးအရွက်တွေကပျက်စီးနိုင်တဲ့အရာတွေမို့လို့ပါတခါတလေဆိုလို့ရှိရင်အသီးအရွက်တွေနယူးယောက်မြို့ကိုရောက်လာတဲ့အချိန်ကတော်လေးကိုအခြေအနေဆိုးနေပါပြီ Bright Farm System ကုမ္ပဏီဟာအခုဆိုရင်နယူးယောက်မြို့ကတိုက်ခေါင်မိုးတွေပေါ်မှာစိုက်ခင်း၄ခုလောက်ကိုအနည်းဆုံးဖြစ်ပေါ်အောင်လုပ်နေကြပြီးနောက်နှစ်လောက်မှာစတင်ဖြစ်ပေါ်လာလိမ့်မယ်လို့ဆိုပါတယ်ခင်ဗျာ။